မင်္ဂလာပါရှင် ARIA နေ့စဉ်သတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့ကျူချမ်းပါ။ဒီကနေ့ရရှိထားတဲ့သတင်းတွေကတော့သမ္မတဦးဝင်းမြင့်အနီးကပ်စောင့်ကြည့်ခံနေရတဲ့သတင်း။ဒေါန်ဆန်းစုကြည်ကိုပြန်လှုပ်ပေးဖို့အရေးကြီးကြောင်းဖိလစ်ပိုင်ပြောတဲ့သတင်း။ထိုင်းမှာမြေစီလွာကနေတဆင့်ကူးစက်တဲ့ရောဂါကြောင့်သေဆုံးသူ23ယောက်ထိရှိလာတဲ့သတင်းတွေအပြင်ဧပြီ20ရက်နေ့ရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အာနာသိန်းခေါင်းဆောင်ကသမ္မတဦးဝင်းမြင့်ကိုလှုပ်ပေးလိုက်ပြီးတဲ့နောက်အနီးကပ်စောင့်ကြည့်တာတွေလုပ်နေတဲ့သတင်းကိုပြောပြမှာပါ။အာနာသိန်းစစ်တပ်ဟာမတရားပုံမှန်တက်ဖမ်းဆီးထောင်ချထားပြီးနောက်လူငင်းချမ်းသာနဲ့ပြန်လှုပ်ပေးလိုက်တဲ့ရွေးကောက်ခံသမ္မတဦးဝင်းမြင့်ကိုအနီးကပ်စောင့်ကြည့်နေရတွေလုပ်နေတယ်လို့ AR ကစုံစမ်းသိရှိရပါတယ်။နေပြည်တော်ကသမ္မတဦးဝင်းမြင့်နေအိမ်ရှိမှာလုံခြုံရေးတိုးမြှင့်ချထားသလိုအဲ့တွင်ခွင့်လည်းကန့်သက်ထားတယ်လို့သိရပါတယ်။ဒီကနေ့မနက်ပိုင်းမှာ NLD အဖွဲ့ဝင်တချို့တွားရောက်တွေ့ဆုံဖို့ကြိုးစားတာမှာတွေ့ခွင့်မရခဲ့ပဲစစ်တပ်ကခွင့်ပြုပေးတဲ့သူပဲတွေ့ဆုံခွင့်ရခဲ့တာဖြစ်တယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။ပြန်လည်လွန်မြောက်လာခဲ့တဲ့ပြီးခဲ့တဲ့နှစ်စံတရက်နေ့ကသမ္မတဦးဝင်းမြင့်ရဲ့နေအိမ်မှာသမ္မတဟောင်းဦးထွန်းကျော်ကလာရောက်တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တခြားတွေ့ဆုံခဲ့သူတယောက်ဖြစ်တဲ့ NLD ဗဟိုအလုံးမှုဆောင်အဖွဲ့ဝင်နဲ့ပါတီပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်ကိုတော့စစ်တပ်ကဧပြီ18ရက်နေ့မှာခေါ်ယူစစ်ဆေးခဲ့တာရှိတယ်လို့NLD နဲ့နှီးစပ်တဲ့တခြားသတင်းရင်းမြစ်ကပြောပါတယ်။ဘလို့ချက်လက်တွေကိုစစ်ဆေးမေးမြန်းခဲ့တယ်လဲဆိုတာအတိအကျမသိရပေမဲ့လက်ရှိမှာတော့ဒေါက်တာမျိုးညွန့်ကိုပြန်လှုပ်ပေးလိုက်ပြီလို့ဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဒေါက်တာမျိုးညွန့်ကိုမေးမြန်းဖို့ AR ကဆက်သွယ်မေးမြန်းပေမဲ့ဖုန်းလက်ခံဖြေကြားတာမလုပ်တော့ပါဘူးရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့သမ္မတကြီးဦးဝင်းမြင့်ကိုလှုပ်ပေးလိုက်တာကိုကြိုဆိုပေမဲ့ဒေါန်ဆန်းစုကြည်ကိုလှုပ်ပေးဖို့ကအရေးကြီးတယ်လို့အာဆီယံလှည့်ကျဥက္ကဋ္ဌနိုင်ငံဖိလစ်ပိုင်နဲ့အာဆီယံပါလီမန်အမတ်များအဖွဲ့ကထုတ်ပြန်ပြောဆိုလိုက်တဲ့အကြောင်းကိုပြောပြသွားမှာပါ။နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ကိုပြန်လှုပ်ပေးဖို့အရေးကြီးတယ်လို့အာဆီယံလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးဌာနကဧပြီ19ရက်နေ့မှာထုတ်ပြန်ပြောဆိုလိုက်ပါတယ်။အာဆီယံဒေသတဲကလွှတ်တော်အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့လူ့အခွင့်အရေးဆိုင်ရာအာဆီယံပါလီမန်အမတ်များအဖွဲ့ APHR ကလည်းဒေါန်ဆန်းစုကြည်ကိုချွင်းချက်မရှိချက်ချင်းပြန်လှုပ်ပေးဖို့ဧပြီ20ရက်နေ့ဒီကနေ့မှာထုတ်ပြန်တောင်းဆိုထားပါတယ်။အာဏာသိမ်းဦးမင်းအောင်လှိုင်အစိုးရကသမ္မတဦးဝင်းမြင့်နဲ့အကျဉ်းသားထောင်ချီလွတ်ငြိမ်းချမ်းသာပေးမှုအပေါ်ကြိုးဆိုပေမဲ့ဒေါန်ဆန်းစုကြည်နဲ့ကြန့်ရှိနေတဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုလှုပ်ပေးတာဟာအတိတ်ပဲပြေးွားတဲ့အမျိုးသားရေးဆွေးနွေးပွဲကိုတိုးတက်စေပြီးတော့မြန်မာနိုင်ငံအတွက်ဘုံသဘောတူညီချက်၅ချက်ကိုအပြည့်အဝအကောင့်ထဲပေါ်ရမှာပဓာနာကြတယ်လို့လည်းဖိလစ်ပိုင်ကထောက်ပြထားပါတယ်။ဒေါန်ဆန်းစုကြည်ကိုလှုပ်ပေးဖို့ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေကတောင်းဆိုနေပေမဲ့စစ်တပ်ကဒေါန်ဆန်းစုကြည်ကိုပြန်ပလောကနဲ့အဆက်အသွယ်ဖြတ်တောက်ထားပြီးဒီကနေ့အထိဘယ်နေရာမှာဖမ်းဆီးထားသလဲဆိုတာကိုပါထုတ်ဖော်ပြောဆိုတာမျိုးမရှိပါဘူး။ဒါကြောင့်ဒေါန်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတက်ရှိထင်ရှားရှိမရှိစိုးရိမ်မှုတွေမြင့်တက်နေတာပါ။တားဖြစ်သူကင်မရစ်ကတော့မိခင်ဖြစ်သူအသက်ရှင်နေသေးပါကတက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့တောင်းဆိုထားပါတယ်ရှင်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ကိစ္စပြောမယ်ဆိုရင်တော့ကျွန်တော်တို့အခုချိန်ဒီကောလာဟာလာတွေပဲမျိုးစုံထုတ်လွှင့်နေတာရှိတယ်ပေါ့နော်။အန်တီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေအန်တီအတန်လည်းမကြောက်ဘူးအန်တီကိုလည်းမမြင်ရဘူး။နောက်ပြီးတော့တိကျခိုင်မာတဲ့သတင်းချက်လက်ဆိုတာလည်းဘာတစ်ခုမှမရဘူးပေါ့နော်။အဲ့တော့ကြောင့်မလို့ဒါတားဖြစ်သူကိုထိန်လင်းအပါဝင်ပြည်သူတွေအားလုံးရောကျွန်တော်တို့တွေအားလုံးရောဒါအမြဲတမ်းမှစိုးရိမ်တဲ့အခြေအနေဖြစ်ပါတယ်နော်။ဘာဖြစ်လို့လဲဆိုတော့နှစ်ပေါက်နေပါပြီနော်။ကျွန်တော်တို့နိုင်ငံခေါင်းဆောင်နဲ့ပတ်သက်တဲ့အရေးအယောင်သတင်းအစအနဘာတစ်ခုမှအတိအကျကြမရတာဟာနှစ်ပေါက်နေပြီဖြစ်တယ်။အဲ့တော့ကြောင့်မလို့ကျွန်တော်တို့တေးကြတာတစ်ခုကတော့အများဆုံးချွင်းချက်မရှိကျွန်တော်တို့ပြန်ပြီးတော့လွှတ်ပေးရမှာဖြစ်ပါတယ်။နောက်ထပ်သတင်းအနေနဲ့အာဏာသိမ်းစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲနဲ့အာဏာကိုဆက်လက်ကင်ဆွဲနေမှုအပေါ်ထောက်ပံ့ပေးနေတဲ့ပြူစောတိတပ်စခန်းတွေကိုရရော PDF တွေကတဝင်ရောက်တိုက်ခိုက်နေတဲ့အကြောင်းကိုဆက်ပြီးပြောပြပေးမှာပါ။စကိုင်းတိုင်းအရတော်မြို့နယ်မှာရှိတဲ့ပြူစောတိစခန်းတွေကိုပြည်သူ့ကာကွယ်ရေးတပ် PDF တွေတိုက်ခိုက်နေတာကြောင့်စစ်ရေးပြင်းထန်နေတယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။အရတော်မြို့နယ်တဲကတလဲပါစိတ်ဖြူကြီးငွေတွင်းနဲ့စပယ်တွင်းစတဲ့ပြူစောတိစခန်း၄ခုကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်နေတာဖြစ်ပါတယ်။ဧပြီလ23ရက်နေ့ကစတင်ပြီးတော့ဒီကနေ့အထိနေ့စဉ်ဒီပါတိုက်ပွဲဖြစ်နေပြီးတော့စခန်းတွေကိုအပိသက်သိမ်းနိုင်ဖို့ကြိုးစားနေစေဖြစ်တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က AR ကိုပြောပါတယ်။အရတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရအာဏာသိမ်းစစ်တပ်ဟာအဲ့ဒီနေရာတွေကိုဧပြီလ23ရက်နေ့ကနေ18ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်လုပ်နေပြီးတော့၄ရက်အတွင်းမှာတိုက်ခိုက်မှု125ကြိမ်ရှိခဲ့တယ်လို့ဆိုပါတယ်
အစမပြတ်လေကြောင်းဘုံကျဲမှုကြောင့်အရသာထိခိုက်ဒေဆုံးတာတွေရှိနေပြီးတော့အရေးပေါ်စစ်ဘေးတိမ်းရှောင်ရသူထောင်ချီရှိနေပြီလို့ဒေသခံတယောက်ကပြောပါရရှင်နောက်ထပ်သတင်းကတော့အာနာသိန်းအစိုးရရဲ့စီမံခန့်ခွဲမှုအလွဲတွေရဲ့နောက်ဆက်တွဲနံပါတ်ပွားရှင်တွေကြောင့်ရင်ပိုင်ရှင်တွေက73စီဝယ်ယူခွင့်ဆုံးရှုံးနေရတဲ့အကြောင်းကိုတင်ဆက်ပေးမှာပါ။အာနာသိန်းစေအုပ်စုရဲ့လောင်စာစီရှားပါမှုပြဿနာကိုဖြေရှင်းတဲ့နည်းလမ်းတွေထဲမှာကြွာစနစ်နဲ့စီပြေးဖို့သတ်မှတ်ထားပြီးမြဲမြေပြင်မှာနံပါတ်ပွားရှင်တွေကြောင့်အမှန်တကယ်ရင်ပိုင်ရှင်တွေကစီကွဲတန်းမရတဲ့ပြဿနာနဲ့ကြုံတွေ့နေရတယ်လို့ရင်ပိုင်ရှင်တွေစီကနေသိရပါတယ်။အာနာသိန်းစေအုပ်စုရဲ့သတ်မှတ်ချက်အရ73စီဆိုင်တွေမှာမိမိရင်နံပါတ်အလိုက်ကြွာကုတ်ပြပြီးတော့တနေ့မှာတစ်ကြိမ်ပဲစီပြစ်ခွင့်ရတာဖြစ်ပါတယ်။ဒီအချိန်မှာနံပါတ်ပွားထားတဲ့လိုင်စင်မဲ့ without ရှင်တွေကစီဆိုင်တွေမှာကြွာကုတ်ပြပြီးတော့စီအရင်ဖြည့်လိုက်တဲ့အခါမှာမူလလိုင်စင်အမှန်ရင်ပိုင်ရှင်တွေကစီဖြည့်လို့မရတော့တဲ့အခြေအနေဖြစ်နေတာပါ။ဒီကိစ္စနဲ့ပတ်သက်လို့ရင်ပိုင်ရှင်တွေကဖြည့်ရှင်းပေးဖို့တောင်းဆိုရမှာရောင်းချတဲ့စီဆိုင်ကုန်လံပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနစတဲ့ဌာနတွေကိုတင်ပြဖို့ပြောခဲ့ပေမဲ့နောက်ဆုံးမှမဖြည့်ရှင်းပေးခဲ့ဘူးလို့ရင်ပိုင်ရှင်တယောက်က AR ကိုပြောပါတယ်သူတို့ကတော့အချက်လက်ကိုတိုက်စစ်စစ်တဲ့အချက်လက်ကိုတိုက်စစ်စစ်ပဲဒါပဲညင်းတာသူတို့စကန်မှန်တယ်အမားတို့ထုတ်ပေးလိုက်တဲ့စကန်ပေါက်ကြားတာပဲနေမှာဆိုတော့ပေါက်ကြားအောင်အမားတို့ကိုဖုံးနေမှာပဲကိုထုံးတာဒီစကန်ကွက်ကြီးကိုလည်းဖုံးယူလည်းဖွင့်ပြီးနေရာတိုင်းရှောက်ပြီးတော့သွားပြီးလူတကာကိုပြနေတဲ့ကိစ္စလည်းမဟုတ်ကိုဖုံးနေမှာကိုပါစတဲ့ကိစ္စနဲ့ကိုဘာတော့ကိုပဲဒီတိုင်းပဲထားတဲ့ကိစ္စကိုဘယ်သူကဒီစကန်ကွက်ကြီးကိုထုတ်ပြီးလူတကာကိုလိုက်ပြမှာလဲအဲ့ဒါကိုသူတို့ဟမ်မဟုတ်ဘူးသူတို့တာဝန်ယူမှုဘာမှမရှိဘူးစကန်ပေါက်ကြားတယ်ပဲသူတို့ကပြောတာစကန်ပေါက်ကြားလို့နေမှာပေါ့ကပြောသေးတာကဲအဲ့ဒါဆိုလို့ရှိရင်ဟုတ်ပြီးကျိုးကလည်းထုတ်ပြီးလို့လည်းမရဘူးဒီလိုမျိုးလည်းလုပ်ပြီးလို့လည်းမရဘူးဆိုရင်ဘယ်လိုလုပ်ပြီးလို့အဆင်ပြေနိုင်လဲဆိုအဲ့ဒီလူတွေအရင်ဥအောင်ထုတ်တဲ့အရှိလေပိုင်းစစ်ပွဲကြောင့်73စီချွေတာဖို့ဆိုပြီးစစ်ကော်မရှင်ကကြွာစနစ်အပါအဝင်ပုဂ္ဂလိကရင်တွေကိုစုံမအလိုက်ရက်ချမောင်းနှင်ဖို့73စီဆိုင်တွေကိုရင်အထောက်ထားပါမှရောင်းချပေးဖို့လီတာပမာဏအလိုက်ကန့်သက်ရောင်းချဖို့မော်တော်ယာဉ်အင်ဂျင်ပါဝါအလိုက်မိုင်းနှုံးကြည့်ပြီးတော့စီဖြည့်ပေးဖို့စတဲ့အချက်တွေကိုထုတ်ပြန်ကန့်သက်ထားပါတယ်ရှင်ပြည်ရန်သတင်းနယ်ပြီးမှာတော့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပါထိုင်းနိုင်ငံမှာမြေစီလွာကနေတဆင့်ကူးစက်တဲ့ရောဂါကြောင့်သေဆုံးသူ23ယောက်အထိရှိလာတဲ့အကြောင်းကိုပြောပြပါမယ်ထိုင်းနိုင်ငံမှာမြေစီလွာကနေတဆင့်ကူးစက်တဲ့ရောဂါလို့လူသိများတဲ့မီလီယိုဒိုစစ်ကြောင့်ဇန်နဝါရီလကနေဧပြီလလယ်ထိသေဆုံးသူ23ယောက်အထိရှိလာပြီလို့ထိုင်းသတင်းဌာနတွေကဖော်ပြကြပါတယ်မြေစီလွာနဲ့ရေတန်းမှာတွေ့ရှိရလေရှိတဲ့ဘက်တီးရီးယားပိုးမွှားတွေကအရေးပြားပေါက်ပြဲဒဏ်ရာတွေကိုထိတွေ့မိတာညဉ့်ညံတဲ့ဖုံမှုတ်တွေကိုရှူရှိုက်မိတာနဲ့မသက်ရှင်းတဲ့ရေကိုတောက်သုံးမိတာကတဆင့်ယောဂဖြစ်ပွားလာတာဖြစ်တယ်လို့ထိုင်းကျန်းမာရေးဌာနကိုကိုးကားပြီးတော့ထိုင်းသတင်းဌာနတွေကဖော်ပြကြပါဗျ။မီလီယိုဒိုစစ်ယောဂကူးစက်ခံရသူတွေဟာအဖျားတက်တာ၊ခေါင်းကိုက်တာအသက်ရှူခက်ခဲတာနဲ့အနာတွေပေါက်လာတာမျိုးတွေဖြစ်လာမယ်လို့ကျန်းမာရေးဌာနတွေကထုတ်ပြန်ပါတယ်။လက်ရှိအချိန်ထိယောဂကူးစက်ခံရသူစုစုပေါင်း932ယောက်ထိရှိပြီးတော့ယောဂဖြစ်ပွားမှုနှုန်းကလည်းစိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူကပြောပါတယ်ရှင်။နောက်တစ်ပုတ်အနေနဲ့ပရွက်စိတ်မှောင်ခိုထုတ်တဲ့တရုတ်နိုင်ငံသားကိုကင်ညာနိုင်ငံကထောင်ချလိုက်တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ကင်ညာနိုင်ငံကနေပရွက်စိတ်အကောင်ရေ2000ကျော်ကိုမှောင်ခိုခိုးထုတ်ဖို့စူးစမ်းခဲ့တဲ့တရုတ်နိုင်ငံသားကိုကင်ညာနိုင်ငံတရားရုံးကထောင်ဒဏ်1နှစ်နဲ့ဒဏ်ငွေချမှတ်လိုက်တာပါ။ကင်ညာနိုင်ငံကနေတရုတ်နိုင်ငံကိုထွက်ခွာမဲ့ဂျန်ကီကျန်းဆိုသူကိုအာဏာပိုင်တွေကပြီးခဲ့တဲ့မတ်လ10ရက်နေ့မှာသူကျွတ်ဝတ်တဲဆောင်လာတဲ့ပရွက်စိတ်အကောင်ရေ2000ကျော်နဲ့အတူလေစိမ်းမှာဖမ်းဆီးမိခဲ့တာပါ။ဂျန်ကီကျန်းတဲဆောင်လာတဲ့ပရွက်စိတ်တွေဟာ Queen Garden Ant လို့ခေါ်တဲ့ပရွက်စိတ်အရှင်တွေဖြစ်ပြီးတော့အဲ့ဒီပရွက်စိတ်တွေကိုအာရှနဲ့ဥရောပမှာအိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူတာခေတ်စားလာတာနဲ့တပြိုင်နက်ပေါင်ကိုဈေးကွက်တွေလည်းများလာတာဖြစ်ပါတယ်။ AR ရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားခဲ့တာပါ။ဒီအစီအစဉ်ကိုအပတ်စဉ်တင်လာနေကနေတောက်ကြနေ့အထိမြန်မာစံတော်ချိန်ည9:00 နာရီမှာထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်ပါတယ်။မြန်မာပြည်သူအားလုံးဘေးအန္တရာယ်အသွယ်သွယ်ကနေကင်းဝေးနိုင်ကြပါစေရှင်။